ဒီနေ့တော့တမြစ်ကျက်သေးလေးတွေကိုဆက်ဆက်ကလေးကြော်စားမယ်ကဲတမြစ်ကျက်သေးလေးတွေကိုအညီနံလေးပျောက်သွားအောင်လို့ရှာလကရေလေးနဲ့နယ်လိုက်မယ်ရင်ရေပြအောင်ဆေးပြီးတော့ပြုတ်ထားလိုက်ပါမယ်ကဲပြုတ်နေတော့မှဂျင်းကျက်သွန်ယူကျက်သွန်အနီတို့ကိုထားလိုက်မယ်ပြီးပြီဆိုရင်တော့စီပူလာပြီဆိုရတယ်ခဏထောင်းထားတာလေးတွေကိုစီတက်လိုက်မယ်လူတိကျမ်းမုံလေးကတော့ကိုလူတလူလေးထည့်ပါနော်ဆက်ဆက်လေးစားခြင်းတော့မများထည့်ပါကဲပြီးပြီဆိုရင်တော့ခုနပြုတ်ထားတဲ့တမြစ်ကျက်သေးလေးတွေကိုရောမယ်ချိုမုံလေးထည့်မယ်ငပြားကြီးလေးလည်းနည်းနည်းထည့်မယ်ပြီးပြီဆိုရင်တော့လိတ်နေအောင်လို့မှုတ်ပေးလိုက်ပါမယ်ရေလုံးဝမထည့်ပါဘူးเนาะသူ့စီလေးနဲ့သူ6ကလေးဖြစ်အောင်လိတ်နေအောင်ကြော်လိုက်ပါမယ်ကိုလိုရှင်တဲ့အနေထားလေးကိုရောက်ပြီဆိုရင်တော့အပေါ်ကရှင်းနန်းလေးအုပ်ပြီးရင်တော့ရပါပြီရှင်မအားတဲ့မမေတွေလည်းချိန်ကြာကြီးပေးရတာမဟုတ်လို့ချက်စားကြည့်ကြပါเนาะတကယ်စားကောင်းတဲ့ဟင်းတစ်ခွက်လေးပါ